ဒီနေ့ကျင်းပနေတဲ့ငင်းငိုင်းဖိုရမ်ကိုရက်တက်နေတဲ့ငင်းငိုင်းလုပ်ငန်းစဉ်တွေပြန်ဆနိုင်မှုရွေးကောက်ပွဲအလွန်မှာအင်အားစုတွေအားလုံးစုစုစည်းစည်းနဲ့တိုင်းပြည်တည်ဆောက်နိုင်မှုနိုင်ငံတကာကမြန်မာအကြက်တဲကိုနားလည်မှုရှိရှိနဲ့အထောက်အကူပေးနိုင်မှုရည်ရွယ်ကျင်းပတာဖြစ်ပါတယ်ပထမကြိမ်ဖိုရမ်ကိုပြီးခဲ့တဲ့မတ်လ26နဲ့29ရက်ကျင်းပခဲ့ပြီးဒါကဒုတိယကြိမ်ဖြစ်ပါတယ်ဒီနှစ်ပွဲကိုမြန်မာငင်းငိုင်းရဲ့အဓိကဇက်ကောင်ဖြစ်တဲ့တရုတ်အထူးကိုယ်စားလှယ်တိတ်ရှိကျွန်းတက်ရောက်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကUWSA ဝါအဖွဲ့ NDAA မိုင်းလာနဲ့ရှမ်းပြည်တပ်မတော် SSP တို့လည်းတက်ရောက်လာပါတယ်။နေပြည်တော်မှာ3ရက်တာကျင်းပနေတဲ့ငင်းချိုင်းဖိုရမ်မှာဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကကိုယ့်ရဲ့လူလားချက်တွေကိုလက်နက်ကိုင်နီလန်နဲ့တောင်းဆိုလို့မရဘူးလို့ပြောခဲ့ပါတယ်။ရွေးကောက်ပွဲနီလန်ကနေတဆင့်နိုင်ငံရေးအရတွဲဆုံဆွေးနွေးပြီးအပြေရှာဖို့တိုက်တွန်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒီဖိုရမ်ကိုနေပြည်တော်မှာတကယ်လက်တွေ့တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေတော့တက်ရောက်လာတာမရှိပါဘူး။ဗိုလ်ချုပ်မှုကြီးကလက်နက်ကိုင်ဖွဲ့တွေအားလုံးကိုငင်းငိုင်းဆွေးနွေးပွဲတွေကိုလာရောက်ဖို့အချိန်ချင်းဖိတ်ခေါ်ကန့်လန့်ထားပြီးအခုဖိုရမ်ကနေလည်းထပ်မံဖိတ်ခေါ်ကြောင်းပြောသွားပါတယ်ဒီနှစ်ကုန်ဒီဇင်ဘာနဲ့နောက်နှစ်ဇန်နဝါရီမှာရွေးကောက်ပွဲကိုကျင်းပမှာဖြစ်ပြီးကျင်းပမယ့်ရက်ကိုတော့မသတ်မှတ်ရသေးကြောင်းရွေးကောက်ပွဲပြီးတဲ့အခါရွေးကောက်ခံအစိုးရကိုအာဏာလွှဲပြောင်းပေးမယ်ဆက်ပြီးတော့ရေရှည်တည်တဲ့ငြိမ်းချမ်းရေးကိစ္စကိုဆက်လက်ဆောင်ရွက်နိုင်မယ်လို့ဆိုပါတယ်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဖက်ဒရယ်အခွင့်အရေးတွေကိုပေးထားတာရှိကြောင်းငြိမ်းချမ်းရေးအတွက်မင်းချင်းဆိုင်စကားပြောဖို့လိုကြောင်းလည်းပြောပါတယ်ဒါပေမဲ့ဒီငြိမ်းချမ်းရေးဖိုရမ်ကိုနေပြည်တော်မှာလက်တွေ့တိုက်နေတဲ့အဖွဲ့တွေမလာရောက်တာကြောင့်အဲ့ဒီအဖွဲ့တွေလာရောက်နိုင်အောင်လက်ရှိတက်ရောက်နေတဲ့အဖွဲ့အစည်းတွေကဝိုင်းဝန်းစူးစမ်းရမယ်လို့ဆွေးနွေးပွဲတက်ရောက်လာတဲ့တိုင်းရင်းသားကောင်းဆောင်တူဖြစ်တဲ့ဥက္ကုံဥက္ကာက BBC ကိုပြောပါတယ်ဒီတိုက်နေတဲ့အဖွဲ့တွေမှာကဒီဖိုရမ်ထွက်လာတဲ့ရလတ်တို့နိုင်ငံရေးအာမခံချက်တို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလုပ်ပေးနိုင်တဲ့အခွင့်အရေးတို့အဲ့ဒီဟာတွေစောင့်ကြည့်ပြီးတော့အဲ့ဒီနိုင်ငံရေးအခွင့်အလမ်းတွေပုံမှာမှလာရေးမလာရေးကိုတိုက်နေတဲ့အဖွဲ့တွေအဆုံးဖြတ်ကြမှာဟုတ်ဒါကြောင့်သူတို့ဆုံးဖြတ်နိုင်အောင်ကျွန်တော်တို့ကဒီဘက်မှာဟလာသက်ဆိုင်ရာတွေနဲ့ခိုင်မာတဲ့ဉာဏ်ဉာဏ်ရေးအတွက်တော်၎င်းဖက်ဒရယ်အတွက်တော်၎င်းဒီမိုကရေစီအတွက်တော်၎င်းအမခံချက်တွေရလာတယ်ဆိုရင်အဲ့ဒီအပေါ်မှာရလာအပေါ်မှာဆုံးဖြတ်ကြမှာဖြစ်တော့ရလာကောင်းတဲ့ထွက်ဖို့ကကျွန်တော်တို့ဝိုင်းပြီးတော့ကြိုးစားမယ်တောင်းလို့ပေါ့ဗျာလက်ရှိအနေထားအရမြန်မာပြည်နိုင်ငံရေးကိုပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင်တပ်မတော်ဆိုတဲ့အင်အားစုနဲ့ညှိနှိုင်းဆွေးနွေးမှုမလုပ်ရင်မဖြစ်နိုင်ကြောင်းပြုပြင်ပြောင်းလဲရေးလုပ်ချင်တဲ့ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာတပ်ဖက်ကအပြည့်အဝမပူးပေါင်းခဲ့တဲ့အတွက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာအခက်အခဲတွေရှိခဲ့တယ်လို့ဥက္ကုံဥက္ကာကဆက်ပြောပါတယ်။တစ်ဖက်မှာလည်းလက်နက်စွန့်ပြီးမှနိုင်ငံရေးနည်းလမ်းနဲ့လိုချင်တာကိုတောင်းဆိုဖို့ဆိုတဲ့အချက်ကိုတိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့တော်လှန်ရေးဖွဲ့စည်းတွေအများစုကလက်ခံမထားပါဘူး။မြန်မာငြိမ်းချမ်းရေးဖြစ်စေတိုးတက်မလာတာဟာတစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုတည်ဆောက်လို့မရတဲ့ပြဿနာဖြစ်ရတဲ့အတွက်ဘက်အားလုံးအနေနဲ့အရင်ဆုံးဂရုတည်ကြဖို့လိုတယ်လို့ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့နာကအမျိုးသားပါတီဥက္ကဋ္ဌဦးရှုမောင်ကပြောပါတယ်။ Forum ဆိုတာစကားပြောတဲ့ platform တစ်ခုပဲဖြစ်တယ်ဆိုတော့ငြိမ်းချမ်းရေးလို့ဆိုဒီ forum တွေကနေဟိုပေါ့ stakeholder အားလုံးဒီတိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့အင်အားစုတွေအကုန်လုံးကဒီလို forum တွေမှာတက်မယ်စကားတွေပြောကြမယ်ဟိုဘက်ကိုယ်စားလှယ်ဒီဘက်ကိုယ်စားလှယ်ပါပြီးတော့ဒီလိုမျိုး platform တစ်ခုမှာစကားပြောကြအဲ့ဒီကနေမှတိုက်ရိုက်သက်ဆိုင်တဲ့ stakeholder တွေကဒါငြိမ်းချမ်းရေးကိုတိတိကျကျပြောကြဆိုကြတဲ့လက်မှတ်တွေထိုးကြမယ်မထိုးဘူးဆိုတဲ့ကိစ္စအဲ့မှာကြမှာဒါဖြစ်မှာဆိုတော့ဒါပေမဲ့ဒီနေ့ဒီလို forum တွေစကားပြောဝိုင်းနေဆိုတာက peace talk တို့ဘာလို့ဆိုတာကဒါတွေကကျတော့အပံ့ပိုးဖြစ်စေမယ့်အရာတစ်ခုလို့ platform တစ်ခုလို့ပဲမြင်တယ်လေဟုတ်ဒီဆွေးနွေးပွဲကိုဇွန်လ29ရက်နေ့ထိကျင်းပမှာပါတက်ရောက်လာသူတွေကတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ဆိုရင်ဒီဖြစ်စဉ်မှာပါဝင်တဲ့ဘက်အားလုံးကရန်လိုမှုတွေကိုရပ်တန့်ဖို့လိုပြီးအဲ့ဒီနောက်မှာယုံကြည်မှုဆက်လက်တည်ဆောက်ဖို့လိုတယ်လို့ဆိုကြပါတယ်အာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကတော့မြန်မာမှာအကြမ်းဖက်မှုတွေရပ်တန့်ပြီးအားလုံးပါဝင်တဲ့ပြည်စုံဆွေးနွေးရေးလုပ်ဖို့တိုက်တွန်းနေကြပါတယ်ခင်ဗျာHello.